အခြေခံလစာရဲ23,000အထိရရှိနိုင်တဲ့ဘိုးဘွားဆောက်ချော်ရဲ့အလို့ဟာဆိုရင်စာကူရာမြောက်တကုံကျောင်းခွဲရဲ့အင်တာဗျူးအောင်ချက်အကောင်းဆုံးထဲမှာပါပါရဲ့ရှင်။ရန်ကုန်မှာဆိုရင်မြောက်တကုံကျောင်းခွဲအပြင်တာဂေတာတောင်မွေနဲ့လှဲတန်းမှာလည်းတက်ရောက်နိုင်ပါပြီ။ဂျပန်ကိုအကျွေးစနစ်နဲ့လဲသွားခြင်းတဲ့သူတွေအတွက် training visa အလို့ဟာဆိုရင်ဂျပန်စာတလုံးမတင်ရတဲ့သူတွေကနေ F4 pass ထိရှိတဲ့အပြင်အရေးကြားစနစ် installment program နဲ့ education fees ပေးသွင်းရတဲ့ပုံစံဆိုပြီး2မျိုးရှိထားပါတယ်။ဒီထက်ပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းတာကအခွင့်အလမ်းပိုကောင်းတဲ့တူကုတေးခိုင်ခေါ်နဲ့ဝါဗီစာခိုင်ခေါ်အားဆိုရင် agency fees တပြားမှပေးစီရမလို့တဲ့ zero cost နဲ့တော့တွားရောက်နိုင်မှာဖြစ်ပါတယ်။နောက်ဆုံးဝါဗီစာအားဆိုရင်လာစာအမြင့်ဆုံးရရှိနိုင်တဲ့အပြင်ဂျပန်မှာအငြင်းတဲ့နေထိုင်ခွင့်ရရှိတဲ့အထိအခွင့်အလမ်းကောင်းပါတယ်။ဒါကြောင့်စာကူရာမြောက်ကုံကျောင်းခွဲမှာဂျပန်စာကိုစ조사သင်ယူပြီးဂျပန်ကိုအမြန်ဆုံးရောက်ချင်တဲ့တည့်ရဲ့ရည်မှန်းချက်ကိုတကယ်လက်တွေ့အကောင့်ထဲပေါ်လိုက်ပါရှင်။မြောက်တကုံကျောင်းခွဲရဲ့လိပ်စာကတော့ရာဇာတရလမ်းပေါ်ဥဝိစာရလမ်းအနီးနားမှာတရှိရဖြစ်ပြီးတော့ဘတ်ကားနဲ့လာရင်ကားလေးမှတ်တိုင်မှာဆင်းရမှာဖြစ်ပါတယ်။နေကလာတန်းချင်တဲ့သူတွေအတွက်ယောက်ျားလေးအဆောင်မိန်းကလေးအဆောင်တွေရောစီစဉ်ပေးပါရရှင်။ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ရှင်။